မင်းကလေးတယောက်ဟာရေတွင်းထဲကနေတေနေတဲ့ကြီးကန်းတစ်ကောင်ကိုဆွဲထုတ်လိုက်မိတယ်။အဲ့ဒီအချိန်မှာပဲကြီးကန်းကရုတ်တရက်အတောင်ပံခတ်ပြီးမင်းကလေးကိုရွှွန့်ရည်တွေနဲ့ပက်လိုက်တော့တာပဲ။မင်းကလေးမြေပြင်ပေါ်လဲကျသွားပြီးကြီးကန်းလည်းပြန်ထွက်သွားခဲ့တယ်။နောက်တစ်စက္ကန့်မှာပဲထူးဆန်းစွာနဲ့မင်းကလေးရဲ့မျက်နှာတစ်ခုလုံးပျောက်ကွယ်သွားခဲ့ရတယ်။သူမအရန်ကြောက်ပြီးအော်ဟစ်ချင်ပေမဲ့ပါးစပ်မရှိတော့တာကြောင့်ဘာတန်မှထွက်မလာခဲ့ဘူး။အဲ့ဒီနောက်ရေတွင်းထဲကနေရွှွန့်ခဲကြီးတစ်ခုခုန်ထွက်လာပြီးရွှွန့်ရုပ်အဖြစ်ပြောင်းလဲသွားတယ်။ပြီးတော့မင်းကလေးရဲ့မျက်နှာကိုယူပြီးထွက်ပြေးတော့တာပဲ။ရွာသားတွေကဒါကိုမြင်တော့ရွှွန့်ရုပ်ကိုတနက်နဲ့ပစ်ကြတယ်။အမေဖြစ်သူကလည်းသမီးကိုဆွဲပြီးအိမ်ထဲကိုအမြန်ပြေးဝင်ခဲ့ရတာပေါ့။ဒါပေမဲ့ရွှွန့်ရုပ်ကပြန်လဲရှင်တန်လာပြီးအိမ်ထဲအထိလိုက်လာခဲ့တယ်။အမေဖြစ်သူကလက်နက်နဲ့ရွှွန့်ရုပ်ကိုနှစ်ပိုင်းပိုင်းပစ်လိုက်ပေမဲ့အဲ့ဒီရွှွန့်ရုပ်ကတေမသွားခဲ့ဘူး။သူကတကားအောက်ကနေတဆင့်အိမ်ထဲကိုကျူးကျော်ဝင်ရောက်လာပြီးမိန်းကလေးကိုသူ့ပါးစပ်ထဲထည့်ကဖမ်းခေါ်သွားတော့တာပဲ။လူတိုင်းအံ့အားသင့်နေတော့မှပဲအဲ့ဒီရွှွန့်ရုပ်ကစားခြင်းစပွဲကုကီးမုတ်တစ်ခုအဖြစ်ပြောင်းလဲသွားခဲ့တယ်။အဲ့ဒီရွှွန့်ရုပ်ဟာရေတွင်းထဲကိုပြန်လဲလွတ်မြောက်သွားခဲ့ပြီးဘယ်သူမှဖမ်းမမိခဲ့ကြဘူး။အဲ့ဒီနောက်ပိုင်းရွာလေးမှာထူးဆန်းတဲ့ကျိန်စာတစ်ခုတင်သွားတော့တာပဲ။မကြခင်မှာရွာသားတွေကတောထဲမှာမိန်းကလေးကိုပြန်တွေ့ခဲ့ကြပေမဲ့သူမကတော့အခုထိအိမ်မောကျနေတော့မှာပဲ။ဒါကြောင့်ရွာသားတွေကသူမကိုရွာလဲကွင်းပြင်စီခေါ်လာခဲ့ကြတယ်။ဒီကျိန်စာကိုဘယ်လိုဖြေဖြတ်ရမလဲဆိုတာလူတိုင်းဝိုင်းဝန်းတိုင်ပင်နေကြရတာပေါ့